ဒီနေ့ကတော့မြန်မာလူမျိုးတွေလူတိုင်းနှီးပါကြိုက်ကြတဲ့ငါးငပိချက်လေးကိုချက်စားမှာပဲဖြစ်ပါတယ်ဒီနေ့အသုံးပြုမဲ့ပါဝင်ပစ္စည်းလေးတွေဖြစ်ပါတယ်ပထမဦးဆုံးငပိရေကြိုထားပေးပါနွေးမုံနဲ့အချုံမုံကိုတော့အနည်းငယ်လေးထည့်ပေးပါ5 မိနစ်ခန့်ကြိုထားတဲ့ငပိရေကိုတော့စကားနဲ့စစ်ထားလိုက်ပါမယ်ဒီနေ့အသုံးပြုထားတဲ့ငါကတော့ပလာတူငါဖြစ်ပါတယ်ဒီနေရာမှာမိတ်ဆွေတို့အနေနဲ့နှစ်သက်ရာငါအမျိုးအစားကိုအသုံးပြုနိုင်ပါတယ်နော်စတုံဖြူစီတက်ဖို့အတွက်ဟင်းဒီဟင်းရဲ့စီနေငယ်ကိုပူပေးပါစီပူလာပြီဆိုရင်တော့စတုံဖြူနဲ့နေမုံတို့ကိုထည့်ပါချစ်သွန်ဖြူအရောင်ပြောင်းပြီးတော့အနက်လေးတင်လာပြီဆိုရင်တော့ချစ်သွန်ဖြူထည့်လို့ရပါပြီတွန်ဒီလေးလည်းနွမ်းလာပြီဆိုရင်တော့ခရမ်းချင်တီကိုထည့်ပြီးတော့အဖုံးလေးဖုံးထားလိုက်ပါမယ်ခင်းချင်သီးတွေလိုက်လာပြီးဆိုရင်တော့ပြုတ်ထားတဲ့ငါးနဲ့ငပိရီတို့ကိုထည့်လို့ရပါပြီနော်လောမောနဲ့ပြန်လာချိန်အနက်တင်တင်နဲ့ပြီးရင်တို့စရာတအုပ်တမကြီးတွေကိုစားသုံးလဲရခြင်းကဤစိတ်ရဲ့တရက်တာပင်ပန်းမှုကိုပြင်လည်အားဖြည့်စေဖို့အကူအညီဖြစ်စေမှာပါဒါဆိုရင်တော့အလွယ်တကူချက်စားလို့ရတဲ့ငါးနှစ်ပြချက်ဗီဒီယိုလေးကိုမြတ်ရင် like and subscribe လေးနိုင်ပြီးတော့အားပေးခဲ့ပါအောင်နော်နောက်ဗီဒီယိုလေးမှာလည်းပြန်တွေ့ကြမယ်နော်